မီတဲ့လူတွေဒီနေ့တော့ယေရှုကိုရချစ်တယ်ကဲအပြန်ခရီးဖြစ်ပါတယ်တက်သွားမယ်အပြန်ခရီးဖြစ်ပါတယ်လို့အေးဦးကလေး နည်းနည်းတော့မိုးသွားတယ်တစ်ဖြတ်ပေါ့ခဏလေးနားလိုက်ရှာချင်းနေဆိုင်တော့စမ်းတက်လိုက်ပါကျွန်တော်တို့နောက်တစ်ဖြတ်ပေါ့အေဝဂလီယာနီအပြာမောရမောရဟာလေလုယာအာတင်ထားလို့ခဏလေးရွာရောက်တော့မယ်ကျွန်တော်ရဲ့တောင်ပေါ်ခရီးရောက်တော့ပါမယ်ကျွန်တော်အစီအမရွာရောက်တော့မယ်အစီအမဆိုရွာရောက်တော့မယ်ကဲရွာရောက်တော့မယ်ရွာရောက်တော့မယ်ကဲဟိုမှာရွာရောက်ပါပြီလို့ရွာရောက်ပါပြီရွာရောက်ပြီရွာရောက်ပြီအဲ့ဒီနေရပါပြီလို့နော်ရွာရောက်နေပြီကျေးဇူးတော်ဟာလေလုယာ